ဩတကမားလေးတပည့်ထက်ဆုံးပြနေပြီကွနောက်က၄ရက်ကိုပြေးလိုက်နော်ငါတို့မှ3ယောက်တည်းပါဆရာတော်ဘုရား4ယောက်တည်း ကျောင်းတရားကိုပါလာနေမောင်းကွာလို့လို့ရငါ့ကိုအမှတ်စဉ်ရေးကြီးအောင်တစ်နှစ်တောင်း4ဟာ ပြုတ်လား 4ဖြစ်နေတယ် တိုက်ပဲလေ မကြိုက်ဘူးလေတည်ကြည့်ပါဦး တစ်နှစ်ဟုတ် 4 ရောက်လား ပြ4ဖြစ်နေပြန်ပြီ အေးဘောဟာ ဟဲ့ဒါဒီဘာလို့နေကြတာတော့ကွနေမလားလေ ဒါဗျာယောတွန်းလို့ငါလေးနေပြီ ဩငါဆွန့်လက်ပေးနေတယ်လေတာတီးရဲ့ ငါလည်းတဘိုးထမ်းထားရနော် ဟွန်းလုံးဝလေ ဖဲဖဲဘာတော့ ကောင်းတယ်ဟာသူတော့မယ် ဟောမရှင့်သားပြန်လာပါပြီ အမေအေးတာရွာပြင်မှာ2ရက်ဘုန်းကြီးเจ้าမှာ2ရက်တာနေပြပြီးပြီဒီကိစ္စတွေကတာနဲ့မတက်ဆိုင်ဘူးဆိုတော့တာတက်တည်ပြပြီးပြီဗျာတာခုအိမ်ပြန်လာအိမ်မှာပဲနေတော့ နေရမှာဗောငါသားဟဲ့ဖေသားအဖေအိမ်မှာနေရမှာဒါမှအဓိပ္ပာယ်ရှိမှာလေဟုတ်တယ်မလား မလေးရွာပြင်မှာပဲနေနေဖုန်ကြီးเจ้าမှာပဲနေနေအိမ်မှာပဲနေနေအတုံးမကြတာပဲပေါ့ ဟာမိမလှုပ်ပြီကွာငါသားလေးမှအိမ်ရောက်ခါရှိသေးတယ်မင်းကပြောပြီဘယ်နဲ့ အမေ အေး မင်းတော့ဘာလို့စေချင်လို့လဲ သားလေးရဲ့အိမ်မှာစိုက်ကယ်ရှိတယ်စိုက်ကယ်ကယ်ရီလေးပါလေးဆွဲအလုတ်ကလေးပါလေးလုပ်မကောင်းဘူးလားသားရဲ့ ဟာမဖြစ်ဘူးလေမိမရဲ့ဘယ်နဲ့ကွာမင်းယောက်ျားငါကတကြီးလေကွာတကြီးသားကစိုက်ကယ်ကလေးဆွဲရမယ်ဆိုတော့ကဲမင်းမယ်စဉ်းစားကြည့်ပါဦးဘယ်နဲ့